โอเคเมกลาบาဒီနေ့ကြော်ဟိုတဲ့ပယ်လက်စာတော့ဘောနော်ပယ်လက်စာဝတ်သားမမတော့ဘောကွာအခုโอเคတဲဟိုရင်နွေးထဲမှာဟိုပယ်လက်စာထည့်ပြီးတော့ဝဲကြည့်ထည့်ပြီးဟိုတဲ့ကွန်ပျူတာဘောနော်ကွန်ပျူတာနိုင်ငံထည့်လိုက်တယ်ကွာကွန်ပျူတာကြက်ပြီလားဆိုတော့ကြက်ပြီထုတ်လိုက်ပြီကွာဟုတ်ပြီကွန်ပျူတာထောက်လိုက်ပြီဘယ်လိုဆက်လုပ်လိုက်တစ်ချက်ကြည့်ပြီပေါ့နော်โอเคအခုဒီချက်တရုတ်ချက်တုံပေါ့တရုတ်ချက်တုံကွာလီမီโอเคနားထောင်လိုက်တဲ့စာကြောက်ကြရင်တရုတ်ချက်တုံဟုတ်ပြီအခုခေတ်ချက်ဒီပြမယ်ကွာခေတ်ချက်ဒီโอเคညာတလားမပြောနဲ့တော့โอเคအခုသမီးဒီတလုံးမှတောက်ချကွက်တီလီပဲဟောစောက်ကြည့်လိုက်နော်ဘယ်လောက်စကီကြလဲโอเคဒါတရုတ်နာလောက်ခေါ်တယ်ကွာဒီအတော့ဒီဘွဲမှာတရုတ်နာလေးအဓိကလိုအားချက်တယ်မှာပါတယ်โอเคဒါနဲ့မှဆက်လာပါပြီညာသမီးဒီညက်ပါပြီခင်ဗျဟုတ်ပြီသမီးဒီညက်ထက်3ချမ်းသမီးဒီ3ချမ်းညက်ထက်ပါတယ်ခင်ဗျပြီးတော့ငရုတ်ဒီထောင်းနေငယ်ထက်မယ်ကွာနည်းနည်းဆဆလေးကွာနော်ကြည့်ရနဲ့တရရုံဖြစ်အောင်စက်တာမို့ထက်ပါပြီနေငယ်ဟုတ်ပြီးဒီဂျာနေငယ်ထက်တယ်ကွာပြီးစက်တာမို့နေငယ်ထက်တယ်ကွာဒါနာပြရေးထည့်ပါပြီနာပြရေးထည့်ပါပြီစကင်လိုက်မယ်တောက်တော့မှာကွာတေရတာဓမ္မမွေလိုက်မယ်ကွာဟုတ်ပြီစပြီဟုတ်ပြီအခုလို့ရေပြုတ်ထားတဲ့ဝက်သားကြီးနဲ့ပယ်လက်စာနဲ့ဟိုဒီကွန်ပျူတာနိုင်ငံလေးကိုထည့်ပြီးဓမ္မပြီးမွေပြီးဟုတ်ပြီအခုမမထည့်လိုက်ပြီမမပယ်လက်စာတော့မမပယ်လက်စာဝက်သားအတော့ကွာအဲ့မျိုးဟုတ်ပြီဘကခေးရမှာကွာဘကထဲမှာထည့်ရမယ်ဆလိုက်ရွက်နေရွက်လေးနဲ့ထည့်လိုက်ပြီဟုတ်ပြီအခုမမတော့ထည့်လာပြီညာမမတော့ထည့်ပြီစားချစ်စရာပဲပစိုးပါမယ်ကေးမို့ပါမယ်ဝတ်သားတော့ပါမယ်ပြီးလို့မမလေးပါတယ်ကွာဘယ်လောက်ထိစားချစ်လဲကွာโอเคဆွဲမယ်ဒါဆိုဆွဲတော့မယ်ဒီနေ့ကြောင့်မီနူအသေးတစ်ခုပါနော်ဟိုပို့တော့ကြိုက်တော့တယ်ဒီမဲ့လို့ပြောဆိုတော့ပစိုးပါမယ်ကွာမမပါမယ်ကွာကေးမို့လေးပါမယ်ကွာပြီးလို့ဝက်သားအခြေလေးပါတယ်ကွာအဲ့ဒါရမို့ကျော်ဒီလူငယ်အဓိကကြိုက်မယ်လို့ယုံကြည်တယ်ကွာဒီမမတော့ပလက်စာနဲ့ဝက်သားအခြေပေါ့ကွာထွင်ကြည့်မှန်တော့မယ်လို့ရတာပစိုးတော့အရေးကန်လိုက်ပါလားမခေါ်လာဟုတ်ပြီအဲ့ဒါโอเคအဲ့ဒါသွားပြီမမဝတ်သားချေပါမှာဒီကေမဝေးလည်းပါမှာโอเคဒီပဝင်နဲ့ပြည့်စည်ရအောင်လေကွန်ပျူတာနိုင်ငံပါတယ်ခရမ်းချစ်ဒီတရုတ်ချက်တော့ငရုတ်ဒီဝက်သားချစ်ပစိုးတရုတ်တီမွန်ဝေးပတ်စီချစ်စားလေပါလားဒါရောက်တော့တကယ်စားချင်လို့ရဟိုဒီကိုယ့်အိမ်မှာလည်းလှုပ်စားလို့ရပါလားလွယ်ပဲဒီကူလှုပ်စားလို့ရတယ်ဒီမှာလည်းလှုပ်စားလို့ရတယ်ဆိုတော့ကောက်တာဆိုတော့များ
တော့ဒီတော့တကယ်ကျင်းနေလို့တော့စားချင်ပါ